ကဲနေရတာစိတ်ကူးရင်ပါမယ်ကျွန်တော်တို့ဒါ professional ဘောလုံးသမားတယောက်ဖြစ်ခဲ့မယ်ဆိုရင်ဟုတ်တယ်ဘာတွေဘယ်လိုလုပ်မယ်ဘယ်လိုသွားမယ်ဆိုရင်ရွေးချယ်မှုလေးပေါ့ဟုတ်တယ်ခေတ္တကစားသမားတယောက်အတွက်အခြေခံရတော့ academy ပဲacademy ရွေးအောင်လာမစီယာလား Real Madrid academy လားဒါတော့ပြောနေကြမလို့ပါဘူးဒါကတော့လာမစီယာပဲဟုတ်ပါတယ်လာမစီယာအကောင်းဆုံး academy ဆိုတော့လက်ခံပါတယ်ဒါပေမဲ့ကိုအားပေးတဲ့အသင်း academy ကနေထွက်ချင်တာဆိုတော့ Real Madrid ပဲရွေးပါတယ်Okay ပါ Okay ဒါဆိုကစားမဲ့ position ကဒါတိုက်စစ်ပေါ့တိုက်စစ်လားဂိုးသမားလားဂိုးသမားပါဂိုးဖမ်းရတာပိုကြိုက်တယ်ဆိုတော့လက်ရှိလေဂိုးပဲဖမ်းတာဆိုတော့လာမစီယာ academy မှာဂိုးသမားဆိုရင်ဂိုးသမားဦးနာနာရှိတယ်ဦးနာနာပါလားဦးနာနာလက်သက်ပါကျွန်တော်တိုက်စစ်ပဲဆော့ပါမယ်ကျွန်တော်လည်းကြိုက်တာရမောင်းနေပါတိုက်စစ်ဆော့ပါမယ် Okay ဒါဆိုနောက်ထပ်ဘောလုံးကွင်းပေါ့မဖြစ်မနေကစားရတော့မယ်နေဟိုမိုးရွာနေတဲ့အချိန်နဲ့နှင်းနေထူနေတဲ့အချိန်ပဲချိန်ကစားမယ်နှစ်ခုလုံးတော့ခက်ခဲရတော့မှန်တယ်နော်မှန်တယ်ဒါပေမဲ့လည်းမိုးရွာတဲ့အချိန်ကတော့ပို့ပြီးအဆင်ပြေမယ်ထင်တယ်ဟုတ်တယ်နှင်းနေပိတ်နေတာပိုဆိုးတယ်ဆိုတော့နှင်းဆိုတာတခါမှတော့မတွေ့ဘူးလားမိုးထဲမှာငငယ်တော့ကံမှုတယ်ဆိုတော့ဒါမိုးရွာနေကွင်းမယ်ယူမိုးရွာနေကွင်းကန်ကြပါပဲ Okay ဒါဆိုနောက်ထပ်ဘယ်နိုင်ငံသားဖြစ်ချင်လဲမေကွန်ထုတ်ပေးထားတာအင်္ဂလန်လားစပိန်လားအင်္ဂလန်သားဆိုရင်တော့ဖလားမရပဲနေလေစပိန်သားပဲလုပ်လိုက်အင်္ဂလန်အားပေးတာတော့เนาะအင်္ဂလန်ရဲ့เนาะပရီးမီးယားလိတွေအားပေးပြီဖြစ်ချင်တာတော့စပိန်သားပဲဖြစ်ချင်ပါတယ်တို့ကြောင့်ကိုလက်ရွေးစင်စုမရပဲနေလေမလုပ်တော့စပိန်နဲ့တွားလိုက် Okay ကစားချင်တဲ့လိဒါပရီးမီးယားလိလားစပိန်လာလီဂါလားကစားချင်တဲ့လိဒါကတော့စပိန်သားဆိုမှကျွန်တော်ပရီးမီးယားလိပဲလာကစားလိုက်နေလေเนาะစပိန်လာလီကအရင်ပရီးမီးယားလိလောက်ဆိုင်နာမည်မရှိဘူးဆိုတော့လက်ရှိ trend နေရတဲ့ဆိုလို့ရှိရင်တော့ဒါပရီးမီးယားလိမှာတော့ကစားသမားကစားချင်ကြတာအိမ်မက်ပဲလေနော်အဲ့တော့ပရီးမီးယားလိမှာကစားပါမယ် Okay ဒါကစားချင်တဲ့လိပြီးသွားပြီဆိုဖလားမှတ်ပေးဖလားယူမလားဥရောပဖလားယူမလားဒါတော့ဥရောပဖလားဂုံသိက္ခာရလဲပိုကြီးမားတယ်ကစားသမားတိုင်းပိုလိုချင်တာပေါ့ဥရောပဖလားပဲယူလိုက်မယ်လေဟိုတင်းဆိုလဲအခုဒီရတော့မရဘူးလားဆိုကိုရဘူးသွားနဲလားဥရောပဖလားယူလိုက်ပါဥရောပဖလားတော့တကယ်ဒိတ်ကျဲเนาะထိတ်ဆုံးအသင်းကြီးကန်ရတဲ့ဆိုတော့ပို့ပြီးတော့လိုချင်ပါတယ်ဒါတပွဲချင်းသွားရတာဆိုတော့ဟုတ်ပါတယ်ဒါချန်ပီယံလိဖလားကိုပို့လိုချင်ပါတယ် Okay ဒါဆိုကျွန်တော်တို့ကစားသမားကြီးလည်းဖြစ်ပြီ lead တွေ club တွေဖလားကြီးလည်းရွေးပြီးဆိုတော့ဒါဘယ် brand နဲ့စာချုပ်ချုပ်လဲပေါ့ Nike နဲ့ Adidas ဒါတော့ကိုယ့် idol ရဲ့ sponsor လည်းဖြစ်တဲ့ Nike ပဲရွေးမယ်ပေါ့အဲ့ဒီကိုရွေးလိုက်ပါမယ်Okay fair ဖြစ်ပါတယ်ဒါတော့ကျွန်တော်အားလက်ချိန်တွေရောက်သွားပြီ Okay အားလက်ချိန်တွေဒါကညာပိုင်းတွေကျွန်တော်အားမယ်ဗျာ night out ထွက်မလားဒါမှမဟုတ်ဘောလုံးပွဲတွေပဲထိုင်ကြည့်မလားဘောလုံးပွဲတွေပဲထိုင်ကြည့်ပါမယ် night out ထွက်တာတော့တိတ်မကြိုက်ဘူးဆိုတော့ကျွန်တော်ဟုတ်ထွက်လိုက်ပါမယ်ဒါနဲ့ဒါကိုယ့်ရဲ့ entertainment time လေးရရှိရမှာဆို night out ထွက်မယ်ဖေးတော့မှ night out ထွက်ပြီးတော့ဘာလို့ခက်လို့တိတ်တော့မတော့ဘူးလေဒါကိုက player တယောက်ဖြစ်နေတယ်ညံလေးပဲ like ပြောမယ် like ကြည့်ပါဦးတောက်တော့မတောက်တော့ဘူးဒါကိုက professional player ဖြစ်နေဆိုOkay ဒါချက်ကြံသွားရတာပဲနီးပြလက်အောက်မှာကစားမလဲဒီမှာသူက Guardiola နဲ့ Luis Enrique ဆိုတာဒါကိုကစားသမားဘွားပို့ပြီးအတက်မြန်မယ်ဒါနီးပြကောင်းလည်းဖြစ်တဲ့ Guardiola အောက်မှာတော့ပို့ကစားခြင်းတယ် Guardiola ပါပဲ Okay ကဲဒါကြောင့်ပတ်စံနေလည်းရှိပြီဘလုံးသမားကြီးလည်းဖြစ်ပြီဆိုတော့ကျင်ရပါတဲ့ဥရောပသူလားအာရှသူလားမင်းကလေဥရောပတော့ရောက်နေမှာဘာလို့အာရှသူရွေးတော့ပါတော့ဥရောပသူပဲရွေးပါဥရောပသူ Okayဒါဆိုနောက်ထပ်ဒါကျွန်တော်နည်းနည်းကျွန်တော်ရဲ့စိတ်သက်ပိုင်းနဲ့ပတ်သက်တဲ့မေးခွန်းလေးတစ်ခုမေးထားတယ်။ဘာလဲဆိုတော့ last man အနေထားမှာပေါ့နော်။တစ်ဖက်ပြိုင်ဘက်နဲ့တယောက်ချင်း last man အနေထားကြုံပြီးဒါပြိုင်ဘက်ကိုပြစ်ဒဏ်ကျူးလွန်ပြီးတော့အနီးကဲယူမလား။ဒါမှမဟုတ်ကိုကိုပဲသူ့ကိုလွတ်ပေးပြီးခွင့်ပြုမလားပေါ့။ကိုပေးလိုက်ပါမယ်။အနီးကတော့မယူတော့ပါဘူး။ဒါကိုပေးလိုက်တာဟွာနဲ့ဆိုင်နေဗျ။တော့ပွဲအချိန်ပေါ့နော်။မှာကိုအတင်းကနိုင်နေတယ်ပွဲကလည်းပြီးတော့မယ်ဆိုရင်တော့ဒါ last man found လိုက်တာတက်နေ။ဒါပေမဲ့ပုံပွဲချိန်ကြီးအရန်ကွာဟနေဆိုတော့ကိုပဲပေးလိုက်မှာပါဒါကိုပေးလိုက်တာပြန်လိုက်လို့ရတယ်တယောက်ရော့သွားရင်အတင်းတော့လည်းခက်ခဲသွားမယ်ဆိုတော့ Okay ယူရအဖြစ်တော့ကိုပေးလိုက်ပါမယ်ဟုတ်ပါပြီ Okay ဒါဆိုကျွန်တော်နောက်ထပ်ချီချခြင်းနဲ့မြို့ဆိုလန်ဒန်နဲ့ Paris ဆိုရင်တော့ဒါကိုကပရီးမီးယားလိမှာကစားမယ်ဆိုတော့လန်ဒန်ပဲရွေးရမှာပေါ့လန်ဒန်ပဲခြေချမှာဒါပေမဲ့ဟိုသင်းတွေရောမကစားဘူးနော်လန်ဒန်ပဲခြေချတယ်ခရစ်စတယ်ဘဲလေးကိုပြောတာပါလို့ခရစ်စတယ်ဘဲလေးဆိုတော့ကစားအောင်မယ် Okay ပါခြေချခြင်းနဲ့မြို့တော့လန်ဒန်မှာပဲ Paris ကလည်းလှတယ်ဆိုပေမဲ့Okay ဒါဆိုကိုတိဆောက်ခြင်းတဲ့အရာပေါ့ဒါကစားသမားဘွားမှာ1 club man လုပ်ပြီးတစ္ဆာရှိမှုကိုတိဆောက်မလားဒါမှမဟုတ်တင်းနေပြောင်းပြီးတော့အောင်မြင်မှုတိဆောက်မလားကျွန်တော်တို့ဒါအသင်းတွေပတ်ပြောင်းပြီးအောင်မြင်မှုတိဆောက်မယ်ရှောက်လဲသွားပြောတာပေါ့
ဟုတ်ပါတယ်ဒါပရိသတ်ရောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတစ္ဆာရှိမှုကိုပိုကြိုက်တယ်လို့ပြောပြမယ်နော်တကယ်တမ်းကိုယ်သာကစားသမားတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ကိုယ့်အတွက်အောင်မြင်မှုပဲရှာကြမှာပဲဒါပေါ့မှန်တယ်ဒါကတော့အမှန်တရားပဲဆိုတော့ဒါအောင်မြင်မှုပဲရှာပါမယ်โอเคဒါဆိုနောက်ဆုံးမေးခွန်းတာအနားယူမယ်ချိန်ရောက်လာပြီအနားယူမယ်ဆိုရင် sorry လေးမှာအနားယူမလား major လေးမှာအနားယူမလားတော့ပါအောင်တက်ရှိကတော့ဝင်ငွေပူဖြောင်းနေတာ sorry ကပူဖြောင်းနေနော်ဒါနေရထိုင်ရတော့လည်းပူလေလောင်နေတယ်ဒန်ခံရရဆိုမယ်ပတ်စံလေးပဲနည်းနည်းတွားရှာလိုက်မယ် sorry လေးတွားမယ်sorry တွားမယ် okay ပါဒါကတော့ဒါစဉ်းစားစရာပဲနော်ဟုတ်တယ်ဒါ major လေးတွားတော့လေဘာဖြစ်လာမှာလဲဒါမဲ့ sorry လေးမှာကျတော့ပတ်စံပိုးရမယ်နော်ကိုယ့်ရဲ့နောက်ဆုံးအချိန်ဒီမှာတော့လေးကအရင်တိတ်ပြဆိုင်မှုလည်းပြင်းထန်နေမှာမဟုတ်ဘူးထူးတော့လေနောက်ဆုံးအချိန်လည်းရောက်ပြီဒူဘိုင်းပဲတွားကြမယ် okay ကဲနေ့ရောက်တာကျွန်တော်တို့ကစားသမားတယောက်ဖြစ်ခဲ့ရင်ဘာလို့သွားမယ်ဘာလို့လုပ်မယ်ရွေးချယ်ခဲ့ရပဲဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ရတော့အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါ